ကိုဘဝကိုစဉ်းစားကြည့်လိုက်ဩငါသေရအောင်မှာပါလားငါလည်းတဖြည်းဖြည်းအိုမင်းလာပြီငါတနေ့ချက်သေရမှာပါလားလို့စဉ်းစားလိုက်တဲ့အခါမှာကြောက်ရွံ့လာစိတ်ထဲမှာတုန်လှုပ်လာအဲ့ဒီတုန်လှုပ်ကြောက်ရွံ့လာတာကိုတန်ဝေကလို့ခေါ်တယ်အဲ့ဒီတန်ဝေကတိတ်အရေးကြီးတယ်ပေါ့ကိုတန်ဝေကဖြစ်သလားမဖြစ်ဘူးလားဆိုတာဆင်ခြင်စဉ်းစားကြည့်ဖို့လိုတယ်မဖြစ်သေးရင်တန်ဝေကဖြစ်အောင်ကြိုးစားလောကမှာတန်ဝေကဖြစ်เสียတယ်များစွာတွေ့ရများစွာတွေ့အဲ့ဒီလိုတန်ဝေကဖြစ်เสียတယ်တွေ့ရတဲ့နဲ့တန်ဝေကမဖြစ်ဘူးဆိုရင်အတော်ကိုပါရမီဉာဏ်နဲနေသေးတယ်လို့လူပြောမြတ်စွာဘုရားကဟောထားတာရှိတယ်တံဝေဇနိယေတုဌာနေတုတံဝေခောတံဝေဇနိယဌာနဆိုတာထိတ်လန့်တုန်လှုပ်မှုကိုဖြစ်စေတတ်တဲ့အကြောင်းနဲ့စုံတဲ့အခါမှာတံဝေကဖြစ်ရမယ်ဘာတွေလဲထိတ်လန့်တုန်လှုပ်เสียအကြောင်းတွေဆိုတော့ကိုပြန်စဉ်းစားကြည့်မွေးဖွားရတဲ့အခါမွေးဖွားလာရတာဟာကိုဟာလွယ်လွယ်ကူကူနဲ့မွေးဖွားလာတာမဟုတ်ဘူးမိခင်ဝမ်းထဲမှာပြန်စဉ်းစားလိုက်လို့ရှင်တွေ့တယ်မိခင်ဝမ်းထဲမှာ6 လလွယ်10 လဖွားဆိုတာလို့မိခင်ဝမ်းထဲမှာလာချီပြီးတော့နေကြရတယ်အဲ့ဒီလာချီနေပြီးတော့မွေးတဲ့အခါမှာလည်းပဲခဲရင်ပင်ပန်းနဲ့မိခင်ကမွေးဖွားပေးကြတယ်တော့မွေးဖွားခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဆင်းရဲဒုက္ခတွေများစွာရှိတချို့ကတော့အဲ့ဒီလိုဒုက္ခမျိုးကိုသိတာမဟုတ်သည့်အတွက်ကြောင့်ဒုက္ခလို့မထင်ကြဘူးတကယ်ကတော့ကိုသိသည်ဖြစ်စေမသိသည်ဖြစ်စေဒုက္ခဆိုတာဒုက္ခပဲလေဒုက္ခဆိုတာကိုမြင်တတ်ဖို့လိုတယ်ပေါ့မိခင်ဝမ်းထဲမှာနေရတဲ့အချိန်လေးစဉ်းစားကြည့်နော်မိခင်ဝမ်းထဲမှာနေရတဲ့အချိန်လေးဟာဘလောက်ဒုက္ခရောက်တယ်ဆိုတာစဉ်းစားကြည့်အဲ့ဒါလို့ဒါဇာတိနဲ့ပတ်သက်တဲ့ဒုက္ခစာပေကျမ်းကမှာတော့ဘလောက်ထီအောင်ဆိုထားတော့ဆိုရင်ဝိတရောဆရာတော်ကြီးရေးထားတဲ့ကြပြထဲမှာဟောစာသစ်စာချက်အောက်ထက်ဝန်းရံပုံနှံညီလောင်းချင်းမြောင်မဲမိုက်မိဝမ်းတိုက်ဝဲမိခင်စားထားတဲ့အစာသစ်အစာဟောင်းအစာသစ်အစာဟောင်းနှစ်ခုရဲ့ကြားမှာနော်တတိတည်ခဲ့ရတယ်တတိသားငယ်ဆိုတာမိခင်စားလိုက်တဲ့အစာသစ်တွေခေါင်းပေါ်ရွက်ထားပြီးအစာဟောင်းတွေခုပြီးထိုင်ထားတဲ့သဘောဖိုက်ထဲမှာစာသစ်စာဟောင်းစာတဲ့အောက်ထစ်ဘောရံပုံနှံညီလောင်းချင်းမြောင်မဲမိုက်ဆိုအထဲထဲမှာဘယ်သူကမေးထွန်းပေးမလဲမောင်မိုက်နေမှာပေါ့ချင်းနာလဲအမတမချင်းနေမိဝမ်းတိုက်ဝဲကြောကိုဝမ်းပြုဆိုတာကြောက်ကုန်းဘက်ကိုမျက်နှာမူးပြီးတော့ဒီလက်သီးလေးဆုပ်ထားပြီးတော့ဘာနဲ့တူတော့ဆိုရင်တစ်ခွတို့မှာမြောက်အိုကုတ်ငုတ်တိနဲ့မြောက်အိုကုတ်တိနဲ့နော်တပင်ကွာကြားလေးမှာမြောက်ကလေးကုတ်ပြီးတော့ထိုင်းနေတယ်လို့ပဲမိခင်ရဲ့ဝမ်းထဲမှာကျင်းကြက်ကြီးအဲ့လိုနေခဲ့ရတယ်မွေးဖွားလာတဲ့အခါမှာလည်းပဲနော်တန်ကောက်ပေါက်မှာဆွဲမြောက်ဆင်းပြောင်းဆိုတာတန်ကောက်ပေါက်ဆိုတာတောပေါက်လို့ချင်းလေးရနေပြီးတော့ဆင်ကြီးတကောင်ကိုဆွဲထုတ်လိုက်ရင်အဲ့ဒီဆင်ကြီးရဲ့ဒုက္ခကိုစဉ်းစားကြည့်ပေါ့သာသမီမိဘမွေးဖွားလာခဲ့ရတယ်ဆိုတာချမ်းချမ်းသာသာချောင်းချောင်းချီနဲ့မွေးလာတာမဟုတ်ဘူးအင်မတန်မှချင်းမြောင်းတဲ့ထဲကနေဆွဲထုတ်ပြီးတော့အပြင်ရောက်လာခဲ့ရတာဆိုတဲ့ဇာတိဒုက္ခအင်မတန်မှကြီးတယ်လို့အဲ့ဒီလိုဇာတိဒုက္ခအကြောင်းကိုကြည့်ပြီးတော့ဒါမျိုးနောက်ထပ်မဖြစ်ချင်တော့ဘူးဖြစ်ရမှာကြောက်တယ်ဆိုတဲ့စိတ်ပေါ်လာတာတန်ဝေကလို့ခေါ်တယ်စဉ်းစားကြည့်လိုက်လို့နောက်ဒါမျိုးဖြစ်မှကြောက်တယ်ဇာတိဒုက္ခကြည့်ပြီးတော့အဲ့ဒါကိုတံဝေဇနိယဌာနလို့ခေါ်တယ်တံဝေဇနိယေတုဌာနေတု
ထိတ်လန့်တုန်လှုပ်ပွဲအကြောင်းနဲ့ဆုံတဲ့အခါမှာတန်ဝေကောထိတ်လန့်မှုရှိရအဲ့ဒါလို့တွေးပြီးတော့စိတ်ထဲမှာမလန့်နေဘူးဆိုရင်တရားနဲ့ဝေးနေသေးတယ်နောက်တစ်ခါအိုမင်းနဲ့စရာအိုမင်းနဲ့စရာသူများအိုရာကိုတွေးတဲ့အခါမှာလည်းပဲနော်အော်ငါလည်းပဲအိုခြင်းသဘောရှိတယ်အိုခြင်းတရားကိုမလွန်မြောက်နိုင်ဘူးငါစိတ်ထဲမှာအိုရမှာကိုတွေးပြီးတော့ကြောက်တယ်တန်ဝေကတခါသူများသေသွားတယ်သေတဲ့လူကိုကြည့်ပြီးတော့ငါလည်းပဲသေခြင်းသဘောရှိတယ်ငါလည်းပဲသေခြင်းသဘောကိုမလွန်နိုင်သေးဘူးဆိုတဲ့သူများသေဆုံးသွားတာကိုကိုယ်ပတ်ဝန်းကျင်ကသေဆုံးသွားတာတွေကိုကြည့်ပြီးတော့လည်းပဲတန်ဝေကထိတ်လန့်တုန်လှုပ်မှုဆိုဖြစ်ရတယ်ဒီလိုဆိုအဲ့ဒီလိုမဖြစ်သေးဘူးဆိုလို့ရှိရင်ကိုဟာအတော်ကိုတရားရဖို့နဲ့ဝေးကွာနေသေးတယ်မဖြစ်သေးရင်ဖြစ်အောင်လုပ်ဖို့လိုတယ်လို့ဒီလိုဆိုတာပေါ့တန်ဝေဇနိယေတုဌာနေတုထိတ်လန့်တုန်လှုပ်ပွဲအကြောင်းတွေနဲ့ဆုံစည်းတဲ့အခါမှာတန်ဝေကိုထိတ်လန့်တုန်လှုပ်မှုဖြစ်ရမယ်တဲ့အဲ့ဒီလိုဖြစ်လာပြီးလို့ရှိရင်ဘာလို့อ่ะတန်ဝိခတ္တသယောနိသောပဋ္ဌာနာထိတ်လန့်တုန်လှုပ်လာလို့ရှိရင်ကိုထိတ်လန့်တုန်လှုပ်တဲ့အတိုင်းမှန်ကန်တဲ့နိလန်းနဲ့တရားဓမ္မကိုကျင့်ကြံကြိုးကိုအထုတ်လို့ဇာတိကလွတ်ဖို့စရာကလွတ်ဖို့ဗျာတိကလွတ်ဖို့မရဏကလွတ်ဖို့ဆိုတဲ့လွတ်ရလွတ်ချောင်းတရားကောင်းကိုကျင့်ကြံကြိုးကိုအထုတ်ဖို့စိတ်ဓာတ်တွေထက်သန်ပြင်းပြရှိရမယ်လို့ဒီလိုဆိုတာနော်